မင်္ဂလာပါခင်ဗျာကျွန်တော်တို့အဖွဲ့ကတော့ D11 ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အဖွဲ့ကရေးဆွဲဖန်တီးထားတဲ့ Personal Analytics လို့ခေါ်တဲ့တကူကြီးသုံး data စုစည်းမှုနဲ့စမ်းစစ်မှု dashboard အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဖွဲ့နဲ့တယောက်ချင်းစီရဲ့လှုပ်ဆောင်ချက်အပိုင်းများဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာငွေကြေးသုံးစွဲမှုတွေကိုမှတ်ဖို့အပ်တစ်ခုကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေအတွက်အပ်တစ်ခုလှုပ်ဆောင်ရမယ့်အလုပ်တွေအတွက်အပ်တစ်ခုတတိပေးချက်တွေအတွက်အပ်တစ်ခုစသဖြင့်အပ်ပေါင်းများစွာကိုရှုပ်ထွေးစွာအသုံးပြုနေရပါတယ်ဒါတင်မကပဲဒီ data တွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်မှုမရှိတဲ့ပြန့်ကျဲနေတဲ့အတွက်ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုခြုံငုံသုံးသပ်ဖို့အလွန်ခက်ခဲပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက် AI နဲ့ကိုယ့်ဘဝကိုပုံမကောင်းမွန်အောင်လမ်းညွှန်ပေးနိုင်မဲ့ Personal Analytics ကိုဖန်တီးခဲ့တာဖြစ်ပါတယ်တက်စတက်အနေနဲ့ Pattern M မှာ Nature App ကိုအသုံးပြုထားပြီး UI အတွက် Tailwind CF App ကိုသုံးထားပါတယ်ပကန်းနဲ့ Database အတွက် Superbase ကိုအသုံးပြုထားပြီး AI Chatbot အတွက် Gemini နဲ့ချိတ်ဆက်အသုံးပြုထားပါတယ်အသုံးပြုပုံကိုအတူတကွကြည့်လိုက်ကြရအောင်ကိုပိုင် Gmail ဖြင့်အကောင့်အသစ်လုပ်ပြီး Gmail ထဲမှာအတည်ပြုပေးပါအတည်ပြုပြီးလျင် login ဝင်ပြီးအသုံးပြုလို့ရပါပြီlogin ဝင်ပြီးတာနဲ့အသုံးပြုသူဟာ dashboard စာမျက်နှာကိုမြင်တွေ့ရမှာပါဒီနေ့ကုန်ကျစရိတ်လေ့ကျင့်ခန်းလုပ်ချိန်ပြီးစီးခဲ့တဲ့အလုပ်ကြန့်ရှိသေးတဲ့အလုပ်တွေနဲ့အာယုံစိုက်မိနစ်တွေကိုပုံတွေဇယားတွေနဲ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်နေ့စဉ်အပတ်စဉ်လစဉ်လိုက်လဲခြုံငုံကြည့်လို့ရပါတယ်ဒါကတော့ငွေရေးကြေးရေးပိုင်းကိုစီမံခန့်ခွဲပေးမဲ့အပိုင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝင်ငွေထွက်ငွေတွေကိုစနစ်တကျမှတ်သားပေးနိုင်ပါတယ်ပထမတစ်ခုကတော့အမျိုးအစားခွဲပေးတာပါကိုယ့်ရဲ့ဝင်ငွေကထွက်ငွေတွေကိုပို့ပြီးစနစ်တကျခွဲခြားနိုင်ဖို့အတွက်ကိုယ်ပိုင်စိတ်ကြိုက်အယောင်တွေပုံတွေနဲ့အလွယ်တကူတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့အသုံးစရိတ်ပါမျိုးစားတစ်ခုချင်းစီအလိုက်ကိုသုံးဆွဲခြင်းနဲ့လစဉ်ဘတ်ဂျက်ကန့်သက်ချက်ကိုသတ်မှတ်ထားနိုင်ပါတယ်တကယ်လို့ကိုသုံးလိုက်တဲ့ငွေပမာဏဟာသတ်မှတ်ဘတ်ဂျက်ထက်ကျော်လွန်သွားရင်တော့အနီရောင်ပြပြီးကျော်လွန်သွားဖြစ်သွားပြီဖြစ်ကြောင်းနဲ့ဘလောက်ပိုသုံးမိသွားလဲဆိုတာကိုချက်ချင်းတွက်ချက်သတိပေးပေးမှာဖြစ်ပါတယ်ဒီရတစ်ခုကတော့ပုံမှန်ပေးနေကြအသုံးစရိတ်ပါဝိုင်းပိုင်းအိမ်လက်ခပတ်စင်တို့မဟုတ်လစဉ်ပုံမှန်ပေးချေနေရတဲ့ကုန်ကျစရိတ်တွေပါဂျန်နရိတ်နောင်နှိပ်ပြီးအဲ့ဒီကုန်ကျစရိတ်တွေကိုအလိုလျောက်ဖြည့်သွင်းပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကိုလက်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပေးမဲ့စနစ်ဖြစ်ပါတယ်ပထမတစ်ခုကတော့ကိုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းမျိုးစားကြခြင်းကိုကိုယ်တိုင်ရိုက်ထည့်ပြီးတင်စေထားနိုင်ပါတယ်ဒုတိယတစ်ခုကတော့စိတ်ဝင်စားစရာကောင်းတဲ့ AI နဲ့ချိတ်ဆက်ပြီး data ထုတ်ပေးတာပါကိုမှရှိတဲ့လေ့ကျင့်ခန်းကိရိယာတွေလေ့ကျင့်ခြင်းနဲ့စက်သားအုပ်စုနဲ့ကိုယ့်ရဲ့အဆင့်တန်းပေါ်မူတည်ပြီး AI ကနေလေ့ကျင့်ခန်းအရေးအတွက်တွေကိုအလိုလျောက်ဖန်တီးပေးသွားမှာဖြစ်ပါတယ်တတိယတစ်ခုကတော့အစမ်းသစ်ဆုံးဖြစ်တဲ့လေ့ကျင့်ခန်းစောင့်ကြည့်စနစ်ဖြစ်ပါတယ်ကင်မရာကိုခွင့်ပြုချက်ပေးပြီးဖွင့်လိုက်တာနဲ့ဥပမာထိုင်ထားလုပ်တဲ့အခါကင်မရာကနေလှုပ်ရှားမှုပုံစံတွေကိုတိုက်ရိုက်ခြေရာခံသွားမှာဖြစ်ပါတယ်ပြီးရင်ထိုင်ထလုပ်တဲ့အချိန်ရေကိုအလိုလျောက်ရေးတွက်ပေးပါတယ်ဒါကတော့ကိုယ့်ရဲ့အလုပ်အာရုံစူးစိုက်မှုကိုမြင့်တင်ပေးမဲ့စာမျက်နှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အလုပ်လုပ်တဲ့အခါအာရုံစူးစိုက်မှုအကောင်းဆုံးဖြစ်စေဖို့ပိုမိုဒိုစနစ်ကိုအခြေခံပြီးတည်ဆောက်ထားတာဖြစ်ပါတယ်ပိုပြီးထူးခြားဆန်းသစ်တဲ့အချက်ကတော့ဒီစနစ်မှာကွန်ပျူတာဗစ်ရှင်ဆိုတဲ့ AI အခြေပြုကင်မရာစောင့်ကြည့်မှုစနစ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်ဒီစနစ်ကိုဖွင့်လှစ်ထားမယ်ဆိုရင်ကင်မရာကနေတစ်ဆင့်အဆင့်မြင့်ပုံစံစောင့်ကြည့်ရေးစနစ်နဲ့အရာဝတ္ထုစောင့်ကြည့်ရေးစနစ်မှစက္ကန့်မလက်စောင့်ကြည့်ပြီးအသုံးပြုသူရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပေးသွားမှာပါဥပမာကိုကအလုပ်လုပ်နေရင်ထိုင်ကုန်ကနေထပ်သွားခဲ့ရင်အချက်ပြသပေးမှာဖြစ်တယ်လို့ဖုန်းကင်ပြီးနေမယ်ဆိုရင်လည်းဖုန်းသတိပေးချက်ပေးသွားမှာဖြစ်ပါတယ်အာယုံစိုက်ကာလပြီးဆုံးသွားတဲ့အခါကိုမှန်တကယ်အာယုံစိုက်နိုင်ခဲ့တဲ့မိနစ်တွေကို database ထဲမှာစနစ်တကျမှတ်တမ်းတင်သွားမှာဖြစ်ပါတယ်အဲ့ဒီမှတ်တမ်းတွေကိုအာယုံစူးစိုက်မှုမှတ်တမ်းတွေမှာနေ့စဉ်အပတ်စဉ်ကိုယ့်ရဲ့အာယုံစူးစိုက်မှုစွမ်းဆောင်ရည်တိုးတက်လာပုံကိုပြန်လည်ဆန်းစစ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့လှုပ်ဆောင်ရမည့်တာဝန်များကိုမှတ်သားထားဖို့ရှင်းပြပေးသွားမှာဖြစ်ပါတယ်တာဝန်အပိုင်းမှာဆိုရင်နေ့စဉ်ကိုလုပ်ရမယ့်အလုပ်တွေကိုအမျိုးအစားအလိုက်စီးရင်သွင်းနိုင်ပြီးအရေးကြီးပုံအလိုက်သတ်မှတ်ထားနိုင်ပါတယ်ဒါတင်မကပဲအလုပ်တွေကိုအမျိုးအစားခွဲခြားထားလို့ရတယ်လို့ပို့ပြီးသွားတဲ့အလုပ်တွေကိုချက်ပေါက်လေးနေပြီးပြီးမြောက်ကြောင်းအလွယ်တကူအမှန်ချင်းမှတ်သားနိုင်ပါတယ်အလုပ်တွေပြီးစီးသွားတဲ့အပေါ်မူတည်ပြီးဇယားတွေမှာကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကိုပြန်လည်ကြည့်ရှုနိုင်ပါတယ်သတိပေးချက်ကတော့တကယ့်ကိုအသုံးဝင်တဲ့အပိုင်းဖြစ်ပြီးသတိပေးချက်ခေါင်းစဉ်ရက်စွဲတဲ့အချိန်ကိုသတ်မှတ်ထားနိုင်တယ်လို့နေ့စဉ်အပတ်စဉ်ဒါမှမဟုတ်လစဉ်ထက်ခါတလဲလဲသတိပေးစေခြင်းနဲ့သတ်မှတ်ချက်တွေကိုပါထည့်သွင်းထားနိုင်ပါတယ်။ပိုပြီးကောင်းတာကတော့ဒီစနစ်မှာစူပါဘေးရဲ့ဒီရအတိုင်းစနစ်ကိုချိတ်ဆက်ထားတဲ့အတွက်သတိပေးဖို့သတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့စနစ်ရဲ့အပေါ်ဆုံးကခေါင်းလောင်းပုံစံ notification ခေါင်းလောင်းမှာသတိပေးချက်အရေးအတွက်လေးတိုးလာမှာဖြစ်တယ်လို့ website ရဲ့အသိပေးချက်တက်လာပြီးကိုယ့်ကိုချက်ချင်းအသိပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်လုပ်เสียရှိတာတွေကိုလုံးဝမလျော့သွားเสียမရှိတော့ပါဘူး။ဒါအပြင်မိမိမှတ်သားထားတဲ့ data အားလုံးကို data သိမ်းလုပ်ဖို့သို့မဟုတ်အခြားနေရာမှာစမ်းစစ်ဖို့အတွက်
CFV ဖိုင်ပုံစံနဲ့နေ့ရက်အကွာဝေးလိုက်ချိန်ညှိပြီးတစ်ချက်နဲ့ယုံနဲ့ကွန်ပျူတာတွေကိုအလွယ်တကူဒေါင်းလုဒ်ဆွဲထုတ်ယူပြီးတင်သိနိုင်ပါသေးတယ်။ကိုရေးကိုရာအချက်လက်တွေကိုပြင်ဆင်နိုင်မဲ့အသုံးပြုသူရဲ့စာမျက်နှာဖြစ်ပါတယ်။ဒီနေရာမှာအသုံးပြုသူဟာမိမိရဲ့နမီနေ့စဉ်အာဟာရရည်မှန်းချက်နဲ့တလစာသုံးစွဲမှုအသုံးစရိတ်တွေကိုပါစိတ်ကြိုက်သတ်မှတ်ထားနိုင်ပါတယ်။ပိုပြီးစမကြတာကတော့ဒီနေရာစနစ်ပါဝင်ပြီးအသုံးပြုသူရဲ့လက်ရှိဒီနေရာပေါ်မူတည်ပြီးဒေတာစံတော်ချိန်နဲ့သုံးစွဲမိငွေကြေးမျိုးစားကိုအလိုလျောက်သတ်မှတ်ပေးမှာပါ။ဒါအပြင်စနစ်ကနေပေးပို့မဲ့ email အကြောင်းကြားစာတွေကိုစီမံခန့်ခွဲနိုင်ပါသေးတယ်။တတိပေးချက်တွေကိုရွေးချယ်ပြီး email အကြောင်းကြားစာစက်တင်တွေကိုတနေရာထဲမှာပြင်ဆင်သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ဒါအပြင်အလင်းအမောက်အသုံးပြုနိုင်ဖို့အတွက်လက်သင်းနဲ့ white သင်းကိုအလွယ်တကူကူးပြောင်းအသုံးပြုနိုင်ပါတယ်။အသုံးပြုသူတွေအတွက်အကောင်းဆုံးနဲ့အဆန်းသစ်ဆုံးလုပ်ဆောင်ချက်ကတော့ DAI chatbot ပဲဖြစ်ပါတယ်။ဒီ chatbot ဟာရိုးရိုး AI တစ်ခုတည်းမကပဲကိုဖြည့်သွင်းထားတဲ့စရိတ်စလုံလက်စလုပ်ငန်းဆောင်တာနဲ့ကိုလက်လှုပ်ရှားမှု data အားလုံးကို database ထဲကနေဆွဲယူပြီးအသုံးပြုသူရဲ့လက်ရှိအခြေအနေကိုပတ်စုံစစ်ဆေးပေးနိုင်တာဖြစ်ပါတယ်။လက်တွေ့စမ်းသပ်မှုများအနေနဲ့ဒီနေ့အတွက်သုံးစွဲခဲ့တဲ့စရိတ်စကပမာဏလှုပ်ဆောင်ရမယ့်အလုပ်တွေပြီးမြောက်ခဲ့တဲ့ကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေနဲ့ယနေ့ရဲ့တိုးတက်မှုအခြေအနေအားလုံးကိုစနစ်တကျမေးမြန်းစမ်းသပ်ထားပါတယ်။ထူးခြားတာကယနေ့ရဲ့တိုးတက်မှုကိုခြုံငုံစစ်ဆေးပြီးဘာတွေဆက်လုပ်ဖို့လိုသေးလဲဆိုတာကိုပါ AI ကစနစ်တကျတွက်ချက်ဖော်ထုတ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့်ငါရဲ့ဒီတစ်ပတ်စားစရိတ်နဲ့လေ့ကျင့်ခန်းပုံစံကိုသုံးသပ်ပေးပါလို့မေးလိုက်ရင် AI ကကိုစားသုံးလိုက်တဲ့ကယ်လိုရီလေ့ကျင့်ခန်းလုပ်လို့လောင်ကျွမ်းသွားတဲ့ကယ်လိုရီတွေနဲ့အဲ့ဒီကာလအတွင်းသုံးစွဲခဲ့တဲ့ငွေကြေးပမာဏတွေကိုအပြန်အလှန်ဆက်ဆက်ဆန်းစစ်ပြီးကိုဘဝရဲ့ကျန်းမာရေးနဲ့ငွေရေးကြေးရေးများတဲ့စေမဲ့ဘဝလမ်းညွှန်ချက်တွေကိုစက္ကန့်ပိုင်းအတွင်းချက်ချင်းအကြံပြုပေးမှာဖြစ်ပါတယ်။ဒါအပြင်တင်းတင်းများတဲ့မေးမြန်းမှုနှုန်းထားဖြစ်စေဖို့အတွက်နေ့စဉ်နဲ့နိုင်ရီလိုက်မေးမြန်းမှုနှုန်းကန့်သက်ချက်များကိုလည်းအလိုလျောက်ပြသပေးထားပါတယ်။Smart AI အတွက် MediaByte Bulovi 8နဲ့ Gemini AI တို့ကိုစနစ်တကျပေါင်းစပ်ပြီးဒီ project ကိုအကောင့်ထဲပေါ်ထားပါတယ်။ဒီ project ကိုတိစောက်ရာမှာကျွန်တော်တို့ဟာ AI agent တွေနဲ့တွဲဖက်လုပ်ဆောင်ခဲ့ပါတယ်။အထူးသဖြင့် NCB နည်းပညာနဲ့တည်တံ့သတ်မှတ်ထားတဲ့စကေးတွေကိုအသုံးပြုခဲ့ပါတယ်။နောက်နာကပ်ပါရှင်းတွေမှာရှေ့ဆက်ပြီး OCR ပြေးစာဖတ်စနစ်ဝတ်ဆင်နိုင်တဲ့စမတ်ပစ္စည်းများချိတ်ဆက်မှုနဲ့ AI ကြိုတင်ခံမှန်းချက်တွေကိုထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင် Telegram chatbot နဲ့ချိတ်ဆက်ပြီးတွားရင်လာရင်လွယ်ကူစွာစာရင်းသွင်းနိုင်အောင်လုပ်ဆောင်မှာဖြစ်တယ်လို့ iOS နဲ့ Android ဖုန်းတွေအတွက် mobile app version ကိုလည်းထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Personal Analytics ဟာနေ့စဉ်ဘဝကိုပိုမိုကောင်းမွန်စေမဲ့ AI သုံးဗဟိုချက်ဖြစ်ပါတယ်။နားဆင်ပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်။